ဖူးပွေရတနာကြိုဆိုပါရှင်မေမေအသက်လေးတွေတောင်မရိုက်ပြပေးဖြစ်တာကြာပြီပေါ့နော်ဒီနေ့တော့အရန်ကိုလှပြီးတော့နုနုဖတ်ဖတ်ပွင့်လွာလေးတွေနဲ့လှုပ်ပေးထားတော့ပလဲ6ပွင့်ရှယ်ပန်းခိုင်လေးတွေကိုထိုးအိုးလေးနဲ့ထိုးပြထားတဲ့ပုံလေးကိုမေမေပြပေးပါမယ်ရှင်တအိုးမှာ6ပွင့်ပလဲရှယ်ပလဲဖောက်စင်ဆွဲရောင်လေးကိုတအိုးမှာနှခိုင်ထိုးပြပေးထားပါတယ်အနောက်မှာအုံရွက်လေးခံပြီးတော့အိုးဖြူလေးနဲ့နမူနာထိုးပြပေးထားပါတယ်ပန်းခိုင်တီးတန့်ယူမယ်ဆိုလဲရတယ်အိုးလေးနဲ့အနောက်ကအုံရွက်အပါလေးလိုချင်တယ်ဆိုလဲရပါတယ်ရှင်သူကတော့တအိုးမှာအုံရွက်လဲပါမယ်အိုးလဲပါမယ်ပန်းခိုင်လေးအပါတအိုးကို3,900ကျပ်ပါရှင်တော်တော်လေးကိုဝေပြီးတော့လာတယ်နော်အယောင်လေးကတော့နုနုဖတ်ဖတ်လေးပေါ့ရှင်မမေကတော့သဘောကျတယ်ပူဆန်ဆန်အယောင်လေးနော်သူကတော့အနီးကပ်လေးပြပေးတာပါပလဲတွေဆိုလဲအပွင့်ကြီးကြီးနဲ့လှုပ်ပေးထားပါတယ်တဘာဝကြောက်သားလေးနဲ့ရတနာမညိုးပန်းလေးကိုဒီလိုလေးနဲ့အိုးလေးလူမယ်ဆိုတော်တော်လေးကိုပြည့်စုံနေပါ යි နော်အိုးရှိပြီးသားဆိုရင်ပန်းခိုင်တီးတန့်လဲဝယ်ယူအားပေးနိုင်ပါတယ်နော်မင်ဒါလေးကိုအနီးကပ်အသေးစိတ်ပြပေးတာပါအုံရွက်လေးနဲ့ပန်းခိုင်နှခိုင်တီးတန့်ဆိုရင်3,000ခွဲပါနော်အိုးမပါဘူးပေါ့နော်အိုးပါယူမယ်ဆိုရင်တော့တအိုးမှာ3,900ကျပ်ပါရှင်တစုံလေးလူချင်းနေဆိုရင်မဖြစ်ဖြစ်3အိုးစာအပြည့်လူချင်းနေဆိုရင်မဖြစ်ဖြစ်မေမေကိုဆက်သွယ်လိုက်ပါနော် screenshot ရိုက်ပြီးတော့ဒီပန်းခိုင်လေးတွေကဒီကြောက်သားလေးတွေကနည်းနည်းရှားလို့မာယူမယ်ဆိုမြန်လေးတော့လက်ဦးမှုမြန်လေးယူလိုက်ပါနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အရန်ကိုလာပါတယ်အနီးကပ်လေး